မင်္ဂလာပါရှင်ဆိုဒီယမ်ကလိုရိုက်အိမ်သုံးစားနဲ့တိနဲ့ကာကွယ်ရေးကဏ္ဍအကြောင်းလေးကိုအနည်းငယ်ဆွေးနွေးချင်ပါတယ်ရှင်စားကိုစိုက်ပျိုးရေးကဏ္ဍအတွက်သူ့ရဲ့ဓာတုယူပါခုံတက်တီတွေအရပေါင်းရှေးခင်တော့ကဒီပေါင်းပင်တွေနှိမ်နှင်းရန်အတွက်၎င်းနောက်ကခယူပတ်ကြီးစားတဲ့ဖြတ်ကောင်တွေကိုနှိမ်နှင်းရန်အတွက်၎င်းနောက်ကမျိုးစေ့ဆေးစီရင်ခြင်းအတွက်၎င်းပေါ့နော်အသုံးပြုလေးရှိကြပါတယ်ဒီဆိုဒီယမ်ကလိုရိုက်လို့ခေါ်တဲ့စားရဲ့ဓာတုယူပါခုံတက်တီတွေကိုလေ့လာမယ်ဆိုရင်grade အဖြစ်ပေါ့နော် 95% ကနေပြီးတော့ 99.99 အထိကိုတက်ဆင်မှုပေါ်မူတည်ပြီးတော့ 97% ကိုကြတော့ technical grade ဖြစ်သတ်မှတ်ထားပါတယ်။ဒါရေမှာစားပါဝင်မှုမြင့်တယ်ဆိုရင်ရေချိုမှာရှင်သန်တတ်တဲ့သတ္တဝါတွေရဲ့အရေးပြားကိုထိခိုက်နိုင်ပြီးတော့ရေကြိုက်အလှဆိုင်ပန်းပင်တွေဥပမာကြာပန်းပေါ့နော်ဒါတွေကိုတော့ရှင်သန်ကြီးထွားမှုအဟန့်တားဖြစ်စေနိုင်ပါတယ်။ရေမှာစားပါဝင်မှု 0.54% ရှိတယ်ဆိုရင်အဲ့ဒီရေကိုကြက်ငယ်ငှက်ငယ်တွေတောက်မိတယ်ဆိုရင်သေနှုန်းက90%အထိရှိတယ်လို့သူတေသနတွေကဆိုပါတယ်ဒီအလွန်အေးမြပြီးတော့ရေခဲတဲ့ဒေသတွေမှာဆိုရင်စားကိုဒီအိုက်စာပေါ့ဒီအိုက်စာဆိုတာဘာလဲဆိုတော့စားပုံပေးခြင်းဖြင့်ရေခဲကိုပျော်ကျစေတယ်လို့ဆိုပါတယ်ဒါပေါ့ရေအရန်ခဲနေတယ်ဆိုရင်အဲ့ဒီရေခဲပေါ်မှာစားပုံလိုက်တယ်ဆိုရင်ဒီရေခဲကနေရေပျော်သွားပါတယ်ဒီလိုအနေနဲ့လည်းသုံးကြပါတယ်မြေကြီးထဲမှာစားပါဝင်မှုကကြတော့မြေကြီးရဲ့ bulk density ပေါ့သူကကြတော့ weight of soil in the given volume ပေါ့အဲ့ဒီ bulk density ကိုတိုးစီပြီးတော့မြေကြီး1 cubic centimeter မှာ bulk density 1.6 gram ရှိခြင်းဟာအမြင့်တွေရှင်သန်ကြီးထွားပွားများနိုင်မှုအတွက်အဟန့်တာဖြစ်စေနိုင်ပါတယ်အနုဇီဝသက်ရှိတွေအပေါ်တက်ရောက်မှုနဲ့လူတွေရဲ့ကျန်းမာရေးအတွက်ဆိုမယ်ဆိုရင်တော့ကတွင်းသက်ဆင်ခြင်းနောက်တစ်ခါစားရည်အာနိသင်ပေါ့နော်အာကောင်မှာဘက်တီးရီးယားကြောင့်အနာဖြစ်ခြင်းတို့အတွက်လည်း 1% စားရည်ကိုထိရောက်တဲ့ငုံပေးမယ်ဆိုရင်ထိရောက်တဲ့ကာကွယ်မှုကိုပေးနိုင်တယ်လို့ဆိုပါတယ်ရေကူးကန်ဒီမှာဆိုရင် chlorine 1 ppm ဆား1 ppm ထည့်ပေးတာရေကိုတန့်စင်စေပြီးတော့ဒီ E. coli ဘက်တီးရီးယားပေါက်ဖွားမှုကနေကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်3% စားပြော့ရည်ကို3% ethanol နဲ့ဟင်းရွက်စီ 10cc ကိုရောဆက်အသုံးပြုမယ်ဆိုရင် Aspergillus oryzae Aspergillus niger Penicillium criticum Penicillium barbidiဒီကတမ်မိုတွေရဲ့ပွားများမှုကိုဟန်တားနိုင်တယ်လို့1983ခုနှစ်မှာကိုရီထာနဲ့ကိုကီလို့ခေါ်တဲ့သုတေသနပညာရှင်တွေရဲ့တွေ့ရှိချက်အရဆိုပါတယ်ဒီစားကိုပေါင်းပင်ငယ်တွေနှိမ်နှင်းရန်အတွက်ဆိုရင်ရောမနဲ့ဂရိခေတ်ကာလတွေကအသုံးပြုခဲ့ကြပါတယ်ဒါကဒီသုတေသနခိုင်မာမှုကို1986ခုနှစ်မှာစမစ်နဲ့စကိုရီဆိုတဲ့ဒီပညာရှင်တွေရဲ့လေ့လာမှုကဆိုပါတယ်စားကပေါင်းပင်တွေရဲ့အညွန့်ပိုင်းကြီးထွားမှုကိုဒီ osmotic stress လို့ခေါ်တဲ့ပေါ့နော်တစ်ဖက်သက်စိတ်ဝင်ခြင်း concentration ပြင်းအားအနှိမ့်ကနေပြီးတော့အမြင့်ဘက်ကိုစိတ်ဝင်ခြင်းပုံစံနဲ့ဟန်တားပေးပါတယ်ဒီစိုက်ပျိုးသီးနှံအချို့ပေါ့ဥပမာတရားမဟုတ်လားစားထံကိုခံနိုင်ရရှိတယ်ပေါ့ဒါကြောင့်မလို့အဲ့ဒီစိုက်ခင်းတွေမှာပေါင်းပင်တွေကို 5% စားပြော့ရေးအသုံးပြုခြင်းအပြင်ရွေးချယ်အာနိသင်ပေါင်းသက်ဆေးကဲ့သို့လေအသုံးပြုနှိမ်နှင်းနိုင်ပါတယ်ဒါရခင်တုန်းကသုံးခဲ့တာပေါ့စား203 gram ပါဧကပေါ့နော်တဧကမှာစား203 gram တုံးထားခြင်းဟာတဲ့မြေစာမြင့်နဲ့စင်ကုန်မြတ်ကို90%ထိနှိမ်နှင်းနိုင်တယ်လို့2009ခုနှစ်မှာဘော့ဆနန်နဲ့သူနဲ့အဖွဲ့ပေါ့နော်သူတေသနအဖွဲ့တွေရဲ့တွေ့ရှိချက်ကဆိုပါတယ်စား813 gram ပါဧကပေါ့တဧကမှာစားကို813 gram နှုန်းနဲ့သုံးမယ်ဆိုရင်တဲ့လက်သွဲကောက်မြတ်ကို90%ထိနှိမ်နှင်းနိုင်ပါတယ်လို့2011ခုနှစ်မှာ Mascot နဲ့ Elrima ဆိုတဲ့သူတေသနပညာရှင်တွေရဲ့တွေ့ရှိချက်ကဆိုပါတယ်ဒီဆိုဒီယမ်နဲ့ကလိုရိုက်ပေါင်းစပ်ခြင်းအပြင်အတွက်အနည်းလိုဟာရတွေအများထဲမှာပါဝင်ပါတယ်ဒီဝါသီးနှံရိတ်သိမ်းချိန်မှာဆိုရင်ဝါရွက်ချွေဖို့အတွက်ဆိုရင်20%စားပြော့ရည်ကိုအသုံးပြုနိုင်ပါတယ်လို့1995ပေါ့နော်မှာဘိတ်ကားဆိုတဲ့သူတေသနပညာရှင်ရဲ့တွေ့ရှိချက်ကဆိုပါတယ်ဓာတုပိုးသက်ဆေးတွေဖြော်ဆက်ရမှာဆိုဒီယမ်ကလိုရိုက်တစ်ကနေ1.5%ကိုinert ingredient ဖြစ်ရေမှာပြောင်းဝင်နိုင်မှုကောင်းစေရန်နောက်ခါဆေးရဲ့ pH ကိုထိန်းညှိပေးရန်အတွက်ထည့်သွင်းဖော်ဆက်လေးရှိပါတယ်ဒါဆေးတိုင်းမှာတော့မဟုတ်ပေမဲ့အချို့ဆေးတွေမှာပေါ့အိမ်ချန်ဝင်းအတွင်းမှာအလှဆိုင်ပင်တွေကိုကြောက်ရောက်တတ်တဲ့ခရုပတ်ကြီးတွေကိုနှိမ်နှင်းရန်အတွက်လည်းစားကိုအသုံးပြုနိုင်ပါတယ်ဒါပေမဲ့မြေသားဖွဲ့စည်းပုံအတွက်ဆိုရင်အထောက်အကူဖြစ်စေတဲ့ဒီတီကောင်တွေပေါ့နော်အနုဇီဝသက်ရှိတွေအတွက်ဆိုရင်ရေထဲဆုပ်ယူတဲ့အာနိသင်ကြောင့်ဒါထိခိုက်မှုရှိစေပါတယ်ဒါတစ်ဖက်ကဆိုးကျိုးအနေနဲ့ပေါ့ဒီရွေးချယ်မဲ့အာနိသင်ရှိပေါင်းသက်ဆေးတွေမှာဆိုရင်ဆေးရည်ချားရည် 10% ပြင်းအားကိုထည့်သွင်းအသုံးပြုခြင်းကဆေးအာနိသင်တည်မြဲမှုကိုတိုးစေနိုင်ပါတယ်ဒါပေမဲ့ပေါင်းပင်ပေါက်ပြီးမှပတ်ဖြန်းရတဲ့ post emergence ပေါင်းသက်ဆေးတွေမှာတော့စားရောဆက်အသုံးမပြုသင့်ပါဘူးဘာလို့လဲဆိုတော့အချို့သီးနှံတွေပေါ့အထူးသဖြင့်စိတ်ရွက်ထီးအပင်တွေပေါ့နော်ဒီအပင်တွေကပဲပင်တို့ဒါပဲပင်လိုပုံမျိုးပေါ့တခြားငရုတ်ပင်
ရုံးပရိပင်စတဲ့စိတ်ရွက်တီးအပင်တွေကနေပြီးတော့အဲ့အပင်မျိုးစားတွေကစားငံတန်ခံနိုင်ရင်းနဲ့တက်ပြီးတော့အပင်ကြီးထွားမှုကိုထိခိုက်စေနိုင်ခြင်းကြောင့်ဖြစ်ပါတယ်ဒီစားကယောဂဖြစ်စေတက်ရှိမှုတွေရဲ့မှုမြင်ထုတ်လို့ရန်လိုအပ်တဲ့အောက်ဆီဂျင်ရရှိမှုပေါ့နော်မှုစပိုးတွေရဲ့အသက်ရှူမှုကိုဟန်တားပေးနိုင်တဲ့အာနိသင်ရှိတဲ့ကြောင့်ဒီမျိုးစေ့စားရည်စေခြင်းအပြင်မှုယောဂကြားရောက်မှုအချို့ကိုလည်းကာကွယ်နိုင်ပါတယ်ဒါတက္ကရာ1600ခုနှစ်ဝန်းကျင်မှာဆိုရင်အင်္ဂလန်နိုင်ငံကိုပို့ဆောင်တဲ့ဂျုံတွေအပြည့်တင်ဆောင်လာတဲ့ကုန်တင်မော်တကြီးကပင်လယ်ထဲမှာတစ်စိတ်တစ်ပိုင်းနင်းမြုပ်ခဲ့ပါတယ်တဲ့အချို့ဂျုံအိတ်တွေကကြတော့ပင်လယ်ရေမှာနင်းမြုပ်ခဲ့ပြီးတော့တချို့ကတော့ရေမဆိုပဲအကောင့်တိုင်းပြန်လည်ရရှိတယ်ပေါ့ဒီစားရည်တွေကိုနင်းမြုပ်ခဲ့တဲ့ဂျုံစေးတွေကိုစိုက်ပျိုးရမှာဂျုံမိုနံပေါ့ smart လို့ခေါ်တဲ့ဂျုံမိုနံယောဂကြားရောက်မှုကိုတိတိတတာနေပါခဲ့ပြီးတော့ရေမနစ်မြုပ်ထားတဲ့ဂျုံစေးတွေကိုစိုက်ပျိုးတဲ့ဂျုံပင်မှာတော့မိုနံယောဂကြားရောက်မှုများတာကိုတွေ့ရှိခဲ့ရတယ်တဲ့ဒီအချက်ကိုထောက်ထားပြီးတော့အဲ့ဒီအချိန်ကစပြီးတော့မျိုးစေ့တွေကိုစားရည်စိန်စိုက်ပျိုးတဲ့အလေးထားကစတင်ခဲ့ပါတယ်ဒါကြောင့်မလို့ဒီမှုန်နံယောဂါတို့မိုသီးယောဂါတို့ပေါ့နော်ဒီလိုမျိုးစေ့ရဲ့ပြင်ပမှာကက်ခုနေတဲ့မျိုးစေ့ဆောင်ယောဂါတွေအတွက်ဆိုရင်မျိုးစေ့ကိုစားရည်စိန်ပြီးတော့စိုက်ပျိုးခြင်းကထိရောက်တဲ့ကာကွယ်မှုကိုပေးနိုင်ပါတယ်လို့ဒါသုတေသနများစွာကဆိုခဲ့ပါတယ်ဒီအချက်တွေကတော့ဆိုဒီယမ်ကလိုရိုက်အိမ်သုံးစားနဲ့တိနဲ့ကာကွယ်ရေးကဏ္ဍရဲ့ဆက်စပ်မှုကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျမဒေါက်တာဒတ်တာပါရှင်